ကိုကိုင်းနေတဲ့ဖုန်းအကြောင်းသိထားဖို့နဲ့ကျွန်တော်တို့ဖုန်းကလီတက်တဲ့ message တို့အတွက် application လေးတစ်ခုထည့်ထားရုံပဲအဲ့ဒါကတော့ CPU8 ဆိုတဲ့ application လေးဖြစ်ပါတယ် CPU8 ဆိုတဲ့ application လေးမရှိသေးရင်ကျွန်တော်တို့ Play Store ထဲဝင်ပြီးတော့ CPU8 လို့ရိုက်ချပြီးတော့ install လုပ်လိုက်ပါဒါမျိုးဗီဒီယိုတွေကိုစိတ်ဝင်စားမယ်ဆိုရင်ကျွန်တော်ရဲ့ account လေးကို follow လုပ်ခဲ့ပေးပါဦးအကျိုးရှိမယ်ဆိုရင်တော့ like လေးပေးခဲ့လို့ရပါတယ်ကျွန်တော်ကတော့ install လုပ်ပြီးသားဆိုတော့ open လုပ်ပေါ်နေပါတယ်အဲ့တော့ဒီ CPU8 ဆိုတဲ့ software လေးရရင်ဝင်လိုက်ပါဝင်ချင်း home ဆိုတဲ့တက်မှာကျွန်တော်တို့ CPU အမျိုးအစားရဲ့ RAM block ကျန်နဲ့ storage block ကျန်နဲ့ဆိုတာကိုကြည့်လို့ရမယ်ပြီးရင် battery ရဲ့အပူချိန်နဲ့ ampere တွေကိုကြည့်လို့ရမယ်နောက်တဲ့ CPU ထဲဝင်လိုက်လို့ရှိရင်ကိုဘယ်နှခုပါပြီးတော့ဘယ်ကိုတွေကဘလို့လုံးလုံးနေလဲဆိုတော့ကိုကြည့်လို့ရတယ်ပြီးရင် GPU type ကိုကြည့်လို့ရတယ်နောက်တဲ့ system ဆိုတဲ့တက်ထဲမှာတော့ကျွန်တော်တို့ RAM အမျိုးအစားကိုကြည့်လို့ရတယ်ဒီဖုန်းမှာဆိုရင် RAM MPDDR5 dual channel ကိုသုံးထားတယ်story နဲ့ RAM နဲ့ဘယ်လောက်ပါလဲဘယ်လောက်ကျန်သေးလဲဆိုတာလည်းကြည့်လို့ရတယ်တချို့ refer လုပ်နေမှာဆိုရင် setting ထဲမှာသာ RAM နဲ့ story ကများနေပြီးတော့ CPU8 ထဲမှာဆိုရင်သူရတကယ်ပါတဲ့ RAM နဲ့ story ကိုကြည့်လို့ရတယ်ဒါကတော့ battery ကတော့ battery temperature တွေ voltage တွေပြီးတော့ကျွန်တော်အားသွင်းထားတဲ့ charge cycle ကြီးကြည့်လို့ရတယ် battery health တွေကြည့်လို့ရတယ်နောက်တစ်ခုကတော့ network မှာတော့ကျွန်တော်တို့အခုအသုံးပြုနေတဲ့ network time နဲ့ network speed တွေကိုကြည့်လို့ရတယ်နောက်တစ်ခုက sensor ကျွန်တော်ဖုန်းထဲမှာပါတဲ့ sensor ကြီးကောင်းမကောင်းကိုဒီမှာစမ်းသပ်လို့ရတယ်ကင်မရာမှာတော့ကင်မရာအများကြီးပဲပါပြီးတော့တကယ်တော့လုံးလားဘယ်ကင်မရာဘယ်လိုလုံးလဲဆိုတော့ကြည့်လို့ရတယ်ဒီဖုန်းမှာဆိုရင် front camera က32 megapixel ပါတယ်ကင်မရာနှလုံးပါတယ် wide နဲ့ ultra wide ကိုလုံးတယ် resolution နဲ့ sensor size တွေလည်းကြည့်လို့ရတယ်ဒီ phone function test ဆိုတဲ့နေရာမှာတော့ကျွန်တော်ဖုန်းရဲ့ဒီမှာ display ကအရောင်တွေစမ်းလို့ရတယ်နောက်တဲ့ multi touch ရမရကိုစမ်းလို့ရတယ်ပြီးလို့ရှိရင် ear speaker ပုံပြောရင်နားနဲ့ကပ်ပြောတဲ့ speaker တွေ loud speaker vibration wifi အကုန်စမ်းလို့ရတယ်ဗျအဲ့ဒါကြောင့်ဒီ application လေးကိုစမ်းသုံးကြည့်ပါအားလုံးကိုကျေးဇူးတင်ပါ